လေဘယ်ရုံးကလေဟုတ်ကဲ့ပါအမရုံးမ46ကပါနော်အမ46ရုံးမ46ကပါအမနေပြီးတော့ရုံးမ46ကပါဟုတ်ကဲ့အမဟုတ်ကဲ့ဟုတ်ကဲ့အမဟုတ်ကဲ့အကူတို့အခုကညီမတို့လင်းဝင်ခိုင်းတာကြတော့ဘာကိစ္စကြောင့်မလို့ဝင်ခိုင်းတာလဲဘာအချက်လက်များသိကျင်လို့လဲဟုတ်ကဲ့အမဟုတ်ကဲ့အမတစ်ချက်လေးနော်ခဏလေးပါအမစီကို तू ကပေးဖို့မထားဖြစ်တဲ့အတွက်ရောဟောခဏလေးနော်အမဟောလေဟိုဘက်ကဖုန်းထဲမှာတစ်ချက်ကြည့်ပေးနော်အမကျွန်တော်တစ်ချက်ပို့ထားပါတယ်ကျွန်တော်တို့ဒီဟာလေးချက်လက်လေးတို့ဒီလုပ်ငန်းခွန်ချက်လက်လေးတို့အရင်မြင့်ပေးတာဖြစ်နေနော်အမအရင်မြင့်ပေးတာဟုတ်ကဲ့မဝမ်းမှာတစ်ချက်ကြည့်ပေးပါဟုတ်ကဲ့မတစ်ချက်ကြည့်ပေးပါမအရင်မြင့်ပေးဖို့ကကြအကိုရဲ့ပုံမှန်အခွန်ရုံးနေရလေအမဟိုဘက်မှာဖုန်းမှာတစ်ချက်ကြည့်ကြည့်လိုက်အောင်နော်အမမကြည့်ရသေးပဲနဲ့ကျွန်တော်မပြောနေအောင်နော်ဟုတ်ပြီအကိုပုံမှန်လေ update မြင်တာတော့ပါလို့ဒီလိုရုံးပိုင်းဆိုင်ရာနဲ့ဆိုကျွန်တော်တို့ဘယ်တော့ခါမှလေလာပြီးတော့လေ link တွေပါဝင်ခိုင်းတာတော့ update မြင်ခိုင်းတာတော့တခါမှမရှိခဲ့ဘူးနော်အကိုဟုတ်ကဲ့ဟုတ်ကဲ့အခုကအမကျွန်တော်ဒီ company ဘိုင်းများပြောရမယ်ဆိုလို့ရှိရင်ဒီ IRD နဲ့အသုံးပြုတာများတယ်နော်အမကျွန်တော်ဒီ2026ထဲမှာတော့ကျွန်တော်ဒီနိုင်ငံတော်သတ်မှတ်ပေးထားတာပေါ့ဟိုလုံးဆောင်နေရပေါ့မှာဒီ IRD ကနေမမတို့ဒီခုံငွေဆောင်ဖို့ရအတွက်ဒီထီတောင်မှာကျွန်တော်တို့ဒါလုပ်နေရရှိတယ်ပေါ့မှာအားကြောင့်မို့နော်ဒီ IRD ကနေပဲကျွန်တော်တို့ဒီချက်လက်တွေကိုဒါပြန်လည်ဖြစ်သွင်းတာမျိုးဒီမှာပြင်ဆင်တာမျိုးပေါ့မှာအားတဲ့မြင့်တာမျိုးဒါမှပဲလုပ်တယ်နော်မှာအားကြောင့်မို့အကိုအဲ့ဆို update လုပ်တာမျိုးပါညာဆိုရင်ကျွန်တော်တို့ကဒီလေ company တစ်ခုဖြစ်တဲ့အတွက်တကယ်လို့အဲ့လိုမျိုးဆိုလို့ရှိရင် company စာကဓာတ်ရိုက်ရောက်လာမှဖြစ်တာအခုကဘယ်သတင်းမှလာပြီးပို့ထားတာလည်းမရှိဘယ်ဌာနဆိုင်ရာမှလည်းပို့ထားတာမရှိပဲဒီလို plain ကြီးပေါ့နော်ဖုန်းထဲမှာဝင်ပြီးတော့ဟို software တွေ down ခိုင်းပြီးတော့ passport နှိပ်ခိုင်းနေဆိုကြတဲ့ကအကိုရဲ့ဒါယုံကျင်စရာတစ်စက်မှမရှိဘူးနော်ညီမလေးစကားပြောတာကိုကြည့်ပြောနော်ညီမလေးကြည့်ပြောတယ်အကိုကြည့်ပြောတယ်ကြည့်ပြီးပြောတာဟုတ်ပြီညီမလေးအဲ့ဆိုရင်စိတ်ခေါ်တာပဲတစ်ချက်ပို့ပေးလိုက်မယ်နော်ညီမလေးဟုတ်ကဲ့ပါအကိုနာမည်ပြောလိုက်အကိုနာမည်ပြောလိုက်အကိုရဲ့နာမည်ပြောလိုက်လုပ်ငန်းပိုင်ရှင်လားတာလိုက်တာလားဒါကနေမှကျွန်တော်တို့ကတစ်ချက် तू ကဒီပေါ့လုံးဆောင်မှုကြတော့အမဒီနည်းနည်းပြောရမလို့လူကြီးပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့အမတို့လွှဲပြောင်းပေးခြင်းဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့အမကိုတစ်ချက်ဒါပို့လာပြီးတော့ကျွန်တော်ရတယ်အကိုစင်းခေါ်စာပဲပို့လိုက်နော်စင်းခေါ်စာပဲပို့လိုက်ပြီလားနော်အကိုရဲ့ဒါအမတို့အပိုင်းပေါ့ကျွန်တော်တို့ကဒါစင့်ကောက်တာပဲတစ်ချက်ပို့ပေးပါမယ်ဟုတ်ကဲ့ပါအကိုရဲ့နာမည်ပါကြီးလေနာမည်